အခန်း40နဲ့လေဝင်လေထွက်ကောင်းမွန်ခြင်းအောင်မြင်သောဇီဝဆုံးငိန်တစ်လုံးတွင်ပတ်ဝန်းကျင်သည်အရေးအကြီးဆုံးဖြစ်သည်ဤအကြောင်းအရာကိုဖော်ပြပြီးဖြစ်ပါသည်အချို့သောဒီဇိုင်နာများသည်ဇီဝဆုံးငိန်တစ်လုံးရေးဆွဲသောအခါလေဝင်လေထွက်ကောင်းအောင်ဖန်တီးရမည်ဆိုသည်ကိုပင်မသိရှိကြပေသူတို့သည်ဇီဝဆုံးငင်များကိုအသက်ရှင်သန်ရန်လေလိုအပ်သောတိရစ္ဆာန်များကဲ့သို့သဘောမထားဘဲရာဝတ္ထုများဖြင့်သဘောထားကြလေသည်ဇီဝဆုံးငိန်တစ်လုံးတွင်လေဝင်လေထွက်ပြုံများရှိရပါမည်ရှင်းတို့ကိုတင့်လျော်သောနေရာများတွင်ထားရှိသင့်သည်နေရာများအလယ်လိုင်းတစ်ခုတွင်တက်ဆင်ထားသောပြုံများကိုတွေ့မြင်မှုပါသည်လေးသည်ဤပြုံများမှလွတ်လပ်စွာမစီစဉ်နိုင်သောကြောင့်ဤပြုံများသည်အသုံးဝင်ချေအိမ်တွင်းရှိလေဘူးများသည်အင်းမြသောလေများဝင်ရောက်ခြင်းကိုတားဆီးပါသည်ပိုဆိုးသည်ကပူလေးသောလေအမဲငယ်သည်ရင်းတို့မှတစ်ဆင့်စိတ်ထွက်လာပြီးအတိုက်ပြင်များစီသို့တိုးဝင်လာတတ်ပါသည်ရင်းပြင်ချက်များတွင်နားကိုနေသောငှက်ကလေးများမနေနိုင်ရတော့ပေနောက်ဆုံးတွင်ဇီဝဆုံးငယ်များသည်အခြားနေရာများသို့ခိုးလုံရန်ထွက်ခွာသွားကြတော့သည်လေဝင်လေထွက်ပြဿနာများကိုဖြေရှင်းရန်လေ၏ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကိုနားလည်ထားသင့်ပါသည်ဇီဝဆုံးငယ်တစ်လုံးတွင်အထက်နှင့်အောက်လေပြုံများရှိရမည်အပေါ်ပိုင်းသည်လေဘူးထိုးရန်ဖြစ်၍အောက်ပိုင်းသည်လေအေးဝင်ရန်ဖြစ်ပါသည်ဤအရာသည်ကောင်းမွန်သောလေဝင်လေထွက်စနစ်ဖြစ်ပါသည်လေဘူးလေးအဝင်ထွက်ပမာဏကိုတိုင်းတာရန်ခက်ခဲပါသည်ဇီဝဆုံးငယ်တစ်လုံးတွင်လေထုပြားသည်မညီမျှနိုင်ပါဇီဝဆုံးငယ်တစ်လုံး၏ပြဿနာတစ်ရပ်တွင်အဖြေမျိုးမျိုးရှိနိုင်ပါသည်အပူချိန်28ဒီဂရီစင်တီဂရိတ်နဲ့စိုတိုင်းစ80ရာနှုန်းရှိပါကလေအပြန်အလှန်စီးဆင်းမှုမကောင်းမှပါဆိုလိုသည်မှာလေကောင်းလေသန့်များဝင်ရောက်လာခြင်းမရှိပူနေသောလေများထွက်သွားခြင်းမရှိဘဲအချိန်အကြာကြီးလှောင်နေမည်ဖြစ်ပါသည်တဘာဝကြောင့်အပူစီးခြင်းမရှိပေဤပြဿနာကိုဖြေရှင်းရန်အဖြေမရှိသေးပေလေပြွန်တက်ဆင်ခြင်းနေအောင်ကြီးတိုက်ရိုက်ကြောက်ခြင်းသည်လေပြွန်များကိုအကျိုးသက်ရောက်မှုရှိစေပါသည်ဤပြဿနာကိုဖြေရှင်းရန်ခက်ခဲလာသည်မဟုတ်ပေပထမဆုံးစဉ်းစားရမည့်အချက်မှာနေအောင်ကြီးနှင့်တိုက်ရိုက်ထိတွေ့သောနေရန်များတွင်ပြွန်တက်ဆင်ခြင်းကိုရှောင်ကျဉ်ရန်ဖြစ်ပါသည်ဒုတိယအနေဖြင့်နောက်ဘက်မီလင်းသောနေရန်များတွင်ပြွန်များကိုတက်ဆင်ပါနေအောင်ကြီးတိုက်ရိုက်ကြောက်ခြင်းသည်အောက်ပါတို့ကိုဖြစ်စေနိုင်ပါသည်နံပါတ်1ဓာတ်ရောင်ကြီးဖြင့်စုပ်တောင်းသောအပူချိန်တက်လာခြင်းနံပါတ်2အပြင်ဘက်လေဘူးစီးဆင်းမှုသည်အတွင်းရှိလေကိုအကျုပ်သက်ရောက်ခြင်းနံပါတ်3အပြင်ဘက်နေရန်များသည်လေပြုံမှတစ်ဆင့်ဇီဝဆုံးငယ်ရင်တစ်ခုအတွင်းသို့ပူနွေးသောလေကိုသက်ဆောင်ပေးနိုင်ခြင်းပူနွေးသောလေကိုတွန်းထုတ်ရန်အတွက်ပန်ကာလေးလုံးကို၎င်း၏တွန်းထုတ်သည့်လမ်းကြောင်းတွင်အသုံးပြုနိုင်သည်အေးမြသောလေကိုစုပ်ရန်အတွက်လေးလမပန်ကာတစ်လုံးကို၎င်း၏လမ်းကြောင်းအတိုင်းစုပ်ယူနိုင်သည်အမိုးနေအောင်ဝင်သောလေပြုံများတွင်ရေကန်အဝင်ပြုံတစ်ခုရှိနေပါကပန်ကာသည်တစ်ချိန်တည်းတွင်ဆူဆူသောလေကိုသက်ဆောင်လာနိုင်သည်အမိုးကလေပြုံများသည်ပုံမပြည့်ပြည့်အဆင်ပြေပါသည်တင်းဇီဝဆုံးငယ်ရင်လေဝင်လေထွက်ကောင်းမွန်လာစေရန်နည်းလမ်းများစွာရှိပါသည်လေထုရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများအကြောင်းကိုပုံမလေ့လာပြီးအကောင်းဆုံးလေဝင်လေထွက်စနစ်ကိုဖန်တီးလိုက်ပါလေအခန်း53ဇီဝဆုံးငယ်ရင်အရွယ်အစားဇီဝဆုံးငယ်ရင်အရွယ်အစားသည်ဇီဝဆုံးငယ်နေထိုင်မှုရှင်သန်ကြီးပြင်းမှုတို့ကိုအကျိုးသက်ရောက်စေမည့်အမျိုးမျိုးသောအခြေအနေများနဲ့တစ်ခုဖြစ်ပါသည်ကောင်းမွန်သောဇီဝဆုံးငယ်ရင်တစ်လုံးသည်ဇီဝဆုံးငယ်များအမြဲရှင်သန်နေထိုင်ရန်နဲ့အရေးအတွက်များပြားလာစေရန်တောက်တောင်တက်တာနေထိုင်ရာနေရာတစ်ခုဖြစ်ပါသည်ငှက်ရင်ကြီးတွေပိုကောင်းလေမဆိုလိုပါဇီဝဆုံးငှက်ကလေးများ၏ဇီဝဗေဒဆိုင်ရာရန်ရာပေါ်မြည်သို့အကျိုးသက်ရောက်မည်နှင့်ဆိုသည်ကအရေးကြီးဆုံးဖြစ်ကငှက်ရင်တစ်လုံးမတည်ဆောက်မင်အလေးနဲ့ထားစဉ်းစားသင့်ပါသည်တမိုးကြီးသောငှက်ရင်တစ်လုံးကိုဝယ်ယူခြင်းသည်သင့်အတွက်ငှက်တိုက်အမြောက်များထုတ်လို့ရန်လုံလောက်သောဇီဝဆုံးငှက်များကိုဆွဲဆောင်နိုင်မျိုးမဆိုလိုပေပေ30ပေ100အကျယ်ဝန်းရှိသောလေးဓာတ်ဇီဝဆုံးငှက်ရင်တစ်လုံးတွင်အဆောက်အဦဧရိယာ1900စတူယန်ပေရှိကရင်းဂစ်ထောင်ပေါင်းများစွာကုန်ကြပါသည်သို့တော်ဇီဝဆုံးငှက်1000ကျော်ကိုထားရှိနိုင်ခြင်းမရှိပါဇီဝဆုံးငှက်များလာရောက်စေရန်အချိန်ကြာပေသည်နေရာသည်များစွာရေးမပါချေဇီဝဆုံးငှက်များလိုအပ်သောຢာသည်အုပ်စုလိုက်နေတတ်သောဗီဇနှင့်လိုက်ပတ်သောနေရာတစ်ခုသာဖြစ်ပါသည်ဆိုလိုသည်မှာကြံတန်းရန်လိုလောသောဧရိယာအကျယ်ဝန်းလိုအပ်ပါသည်ငှက်ရင်သည်အမောင်တစ်ပိုင်းဖြစ်တဲ့ပြီးလိုလောသောအတိုက်ပြင်များပါရှိကလေဝေတွေကောင်းမွန်ပြီး၎င်းတို့ဇီဝကမ္မယန္တရားနှင့်ကန့်ညီရန်တင့်လျော်သောပူချိန်နှင့်စိုတိုင်းစရှိတင်ပါသည်အပူချိန်နှင့်စိုတိုင်းစသည်အလွန်မြင့်မားခြင်းသို့မဟုတ်အလွန်နှိမ်ခြင်းမဖြစ်တဲ့မှာငှက်များသည်ဤကဲ့သို့သောပတ်ဝန်းကျင်တွင်အမြဲကင်းသူခံစားရပေလိမ့်မည်နေရာသည်အရေးမပါလှပေရွှေပြောင်းခြင်းနှင့်ပြန်တဲ့နေထိုင်ခြင်းဆိုင်ကန်းအရွယ်ဇီဝဆုံးငှက်ရင်တစ်လုံးဆိုရင်လုံလောက်ပါသည်ဇီဝဆုံးငှက်များသည်အုပ်စုလိုက်နေတတ်သည်အင်ကြီးလွန်းလင်ငှက်များကိုကောင်းကျိုးတဲ့ဆိုးကျိုးကပိုပေးပါသည်အမြဲကင်းသူခံစားရစေမည်မဟုတ်ပေအဖော်အပေါင်းနှင့်တနေရာဒီတွင်အတူနေလိုလှလေသည်၎င်းတို့နေထိုင်ရန်နှင့်ရေတက်တိုးပွားလာရန်
နေမြေတခုကိုဥစွာထူထောင်ရမည်ဖြစ်ပါသည်ဤရာသည်အချိန်ယူရပေလိမ့်မည်တခါတည်းဇီဝစုငှက်တို့သည်မဲ့ရင်တွင်တည်ရည်များထွေးထုတ်ခြင်းဤတောင်းမှအခြားတောင်းသို့လျင်မြန်စွာရွေလျားသွားခြင်းဤထက်မှအခြားထက်သို့လျင်မြန်စွာရွေလျားသွားလာခြင်းများပြုလုပ်တတ်ပါသည်ဤနေမြမှတခြားတနေရာပုံမဝေးကွာသောနေရာသို့လည်းပြောင်းရွှေ့သွားတတ်ကြပါသည်ဤသည်မှာရှေးပဝတ္တနီမှဖြစ်ပေါ်လာသောပြန့်နှံ့နေထိုင်မှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်ငှက်တို့သည်နေမြေချက်တွေရန်လွဲပါသည်ထိုအရာသည်သဘာဝပင်ဖြစ်ပါသည်ကျယ်ဝန်းလွန်းသောဇီဝစုငှက်ရင်တွင်သူတို့သည်ဗီဇသဘာဝအရာပြောင်းရွှေ့နေထိုင်နေရှိပါသည်ဤပြဿနာအတွက်အကြံပြုလိုသည့်အဖြစ်မှာအလွန်ကျယ်ဝန်းသောအခန်းကိုအခန်းအကန့်များစွာဖြင့်ပိုင်းခြားခြင်းဖြစ်ပါသည်သို့တော်လည်းငှက်များပြန်တန်းရန်နေရာအလွန်လောက်ရှိရန်နဲ့ငှက်များကြောက်လန့်မသွားစေရန်ပမောင်လုံးရန်လည်းသတိပြုသင့်ပါသည်ကျေပြန့်လာသောနေရာသည်ဇီဝစုငှက်၏ပဲ့တင်တန်ဖြင့်တည်နေရာရှာမှုရန်ရာပေါ်တက်ရောက်မှုရှိပါသည်နေရများသည်၎င်း၏ပဲ့တင်တန်တည်နေရာအလွဲချက်နှင့်ကန့်လျက်လုံလုံလောက်ခိုင်မာကြည့်လက်သင့်ပါသည်ထို့ပြင်၎င်းတို့သည်တကောင်နှင့်တကောင်ဝေးကွာလွန်မနေသင့်ပေကျေပြန့်သောနေရာသည်ငှက်များ၏ပဲ့တင်တန်တည်နေရာရှာရန်ရာပေါ်တက်ရောက်မှုရှိပါသည်ဥပမာဖြင့်လေးပေရှိသောလေကားတင်နေသည်ဇီဝစုငှက်များကိုအဆွဲဆောင်နိုင်ဆုံးဖြစ်၍12ပေပတ်လည်အခန်းသည်ဇီဝစုငှက်များအတွက်အနှစ်သက်ဆုံးသောအတိုင်းနေရာဖြစ်ပေသည်အဘဲကြောင့်ဆိုသောငှက်များအတွက်လုံခြုံစိတ်ချရ၍ပဲ့တင်တန်တည်နေရာအတွက်ကောင်းမွန်သောကြောင့်ဖြစ်ပါသည်ပေ40ပတ်လည်ဇီဝစုငှက်တစ်လုံးသည်ကျေလုံးပြီးငှက်နဲ့ငှက်ကိုသာဆွဲဆောင်ပေမည်အိမ်တစ်လျှောက်တွင်ပုံမကောင်းမွန်သောပဲ့တင်တန်ရန်ရရှိပါကငှက်များကိုပုံမဆွဲဆောင်နိုင်မည်ဖြစ်ပါသည်သို့တော်လည်းလုံးဝမှန်ကန်နေတော့မဟုတ်ပေကျွန်ုပ်တို့သတိထားရမည့်အချက်မှာဇီဝစုငှက်များသည်အုပ်စုလိုက်နေထိုင်တတ်ပြီးဇီဝစုငှက်၏ပဲ့တင်တန်ထိရောက်သောနေရာများသည်အရေးကြီးဆုံးဖြစ်ပါသည်ကျေဝန်းသောဇီဝစုငှက်တစ်လုံးသည်ကောင်းကျိုးထက်ဆိုးကျိုးကိုပိုပေးနိုင်ပါသည်အခန်း44ငှက်ပိုက်တန်ရှင်ရေးဇီဝစုငှက်တစ်လုံးမှဖြစ်စေလှိုင်ကိုတစ်ခုအတွင်းမှဖြစ်စေရရှိသောငှက်ပိုက်အကျန်းသည်အမွေးများခြေများအခွင့်ကွဲများနှင့်အခြားမြစ်ပတ်သောအတူအစားလေးများပါရှိပါသည်စားသုံးရန်မယောင်းချမီရှင်းလင်းပြုလျက်စနစ်တကျစီမံထုတ်လုပ်သင့်ပါသည်မူလခွက်ပုံသဏ္ဍာန်သို့ပြန်လည်ရောက်ရှိစေရန်ပုံလောင်း၍အချောက်လှမ်းရပါမည်ရိုးရာအစဉ်အလာအဆင့်တွင်သာရှိနေစေဖြစ်သည့်လုပ်ငန်းစဉ်များကိုလွန်စစ်ဆက်သေးကြပြီးအစအရာဂရုစိုက်ရန်လိုအပ်ပါသည်အချို့သောလူများကငှက်ပိုက်ကိုစားသုံးခြင်းသည်ယာယီကဏ္ဍသာဖြစ်ပြီး၎င်းကိုပြုပြင်ခြင်းဖြင့်သင်းမျက်လုံးကိုထိခိုက်စေနိုင်သည်ဟုဆိုကြသည်အမှန်စင်စစ်ငှက်ပိုက်များကိုတန်ရှင်းရေးလုပ်ရတွင်များစွာခက်ခဲမှုရှိပါသည်ဈေးကွက်တွင်ရောင်းချနေကြသောငှက်တိုင်များသည်အမျိုးမျိုးရှိသောကြောင့်အစစ်နှံတို့အကောင်းအဆိုးကိုတာမန်လူတစ်ယောက်အနေဖြင့်မြည်တို့များခွဲခြား၍မရနိုင်ပေအတုပါများကိုဈေးကြီးကြီးဖြင့်ဈေးကွက်တွင်ရောင်းချကြသည်ဈေးကွက်ရှိငှက်တိုင်များ၏ရည်သွေးများကိုသိရှိနိုင်ရန်လမ်းညွှန်ချက်6ခုရှိပါသည်1ထုတ်ကုန်၏မူလစစ်နှင့်ဖော်ပြပါရှိမှု2ပွားရောက်မှု3တစ်ခုလုံးဖြစ်တည်မှု4တန်းရှင်းစင်ကြယ်မှု5မျက်နှာပြင်အချော်အကျန်း6အဆိုတတ်ရှိမှုတို့ဖြစ်ပေသည်နံပါတ်1ထုတ်ကုန်၏မူလစစ်နှင့်ဖော်ပြပါရှိမှုစုစုပေါင်းအတွက်လုံး80ရာနှုန်းဖြင့်အင်ဒိုနီးရှားသည်ကမ္ဘာပေါ်တွင်ငှက်ပိုက်အထက်ဆုံးနိုင်ငံဖြစ်ပါသည်သို့သော၎င်းတို့၏ရည်သွေးသည်ဆာရာဝတ်တွင်ခုဆွရရှိသောဂူရင်းငှက်တိုင်များနှင့်မလေးရှားရှိအိမ်ဝင်းငှက်တိုင်များအောက်နေပြီးဒုတိယတန်းသာရှိပါသည်အင်ဒိုနီးရှားငှက်တိုင်များသည်ဈေးသက်သာသည်ထို့ကြောင့်တရုတ်ပြည်မှကြီးဟောင်ကောင်နှင့်ထိုင်ဝမ်တို့မှကုန်သည်များကလိုလားကြသည်ရေဝေးအားဖြင့်ငှက်တိုင်များ၏အရည်သွေးသည်မူလဇင်းမြစ်အနေဖြင့်တူညီလူနေပါဖြစ်ပါသည်အချို့သောငှက်တိုင်များသည်ညစ်ပတ်ပေရသောအတူအစားလေးများဖြင့်မသက်မပြတ်ဖြစ်နေတတ်သည်တန်ရှင်းသောငှက်တိုင်တွင်ထိုကဲ့သို့ညစ်ပေသောအတူအစားလေးများမပါရှိပေနံပါတ်1ပွားရောက်မှုရေစိမ်ပြီးနောက်ငှက်တိုင်သည်ဖောင်းလာပါလိမ့်မည်အလေးချိန်သည်ဖောင်းပွားမှုအရည်အသွေးကိုဆုံးဖြတ်ပါသည်ပိုလေးသောငှက်တိုင်သည်ဖောင်းပွားမှုပိုများလေသည်ရေဝေးအားဖြင့်အရည်အသွေးရှိသောငှက်တိုင်သည်၎င်း၏အလေးချိန်6ဆမှ8ဆအထိတိုးလာမည်ဖြစ်ပါသည်၎င်းသည်ကြစ်လစ်ပြီးကောင်းမွန်သောအမြင်များဖြင့်အဖြူတတ်နှံဖြစ်နေသည်၎င်းသည်ခွက်ပုံအပိုက်ဖြစ်စေပြန်ယူသောအပိုက်ဖြစ်စေအစစ်စစ်ထုတ်လုပ်ပြီးနောက်အမြင်များသည်မူရင်းတိုင်းရှိနေမည်ဖြစ်ပါသည်ဈေးကွက်တွင်ရောင်းချနေသောငှက်တိုင်များသည်ဖောင်းပွားမှုနည်း၍အမြင်ကြီးသည်ကြာရှည်စွာရည်စင်ပြီးလေဘူးတွင်၆ခန္ဓာသောကြောင့်ဖြစ်ပေသည်အလွန်ကြောင့်ဖောင်းပွားခြင်းသည်တစ်ဆမှနှစ်ဆထိဖောင်းပွားစေမည်ဖြစ်ပါသည်နံပါတ်3အလုံးလိုက်ဖြစ်မှုတန်းစင်ပြီးတော့ငှက်တိုက်သည်မူလပုံသဏ္ဍာန်သို့ပြန်လည်ရောက်ရှိသွားသည်ကိုဆိုလိုပါသည်ငှက်တိုက်ကိုအကြာကြီးရည်စင်ပြီး၎င်း၏အမြင်များဆိုးရွားစွာပျက်စီးသွားပါကမူလခြေသို့ပြန်လည်ရောက်ရှိရန်ခက်ခဲပါသည်အရည်သွေးကောင်းသောငှက်တိုက်ပုံသဏ္ဍာန်သည်ပြည့်ပြည့်စုံရပါမည်၎င်း၏အမြင်များသည်ကြစ်လက်သောအကြောများဖြင့်အဆိုင်ကဲဖြစ်ရပါမည်အယောင်တောတော့ပါနှင့်တက်ရသားနာရပါမည်ငှက်တိုက်တန်ရှင်းရေးသမားသည်လုံးဝကျွမ်းကျင်သူတူပင်ဖြစ်ပေသည်နံပါတ်4တန်ရှင်းမှုအငြိအကျေးမရှိတန်ရှင်းသောငှက်တိုက်များသည်ဈေးကောင်းကောင်းရနိုင်ပါသည်နံပါတ်5မျက်နှာပြင်အနုအကျန်း
ရေသေးကောင်းသောငှက်တိုက်သည်ချုံးမွေသောမျက်နှာပြင်ရှိပါသည်လိမ့်တုတ်ထားသောငှက်တိုက်သည်ချက်ပြုတ်ပြီးနောက်စိတ်ကက်ကနိုင်သည်သို့မဟုတ်၎င်းသည်ဖြစ်ဆွဲပစ္စည်းများဖြင့်ရောရောအနော်နော်ဖြစ်နေပါသည်မတူညီသောရေသွေးရှိသည့်ငှက်တိုက်များသည်အနုအကျန်းကွာလေသည်အချင်းကြာကြာချက်ပြုတ်ခံနိုင်သောငှက်တိုက်များသည်ပုံမကောင်းမွန်သည်ဟုလူများစွာကယုံကြည်ကြသည်ရင်းတို့တွင်ကွဲပြားသောအနုအကျန်းအဆင့်ဆင့်ရှိပါသည်ဂုရိယငှက်တိုက်များသည်နိုင်များစွာအချက်ပြုတ်ခံနိုင်၍များစွာပြောင်းလဲမှုမရှိဟုအချို့သောလူများကဆိုကြသည်ငှက်ရင်ဖြင့်မွေးမြူသောငှက်တိုက်များသည်တနအီချက်ပြုတ်ပြီးနောက်ရေဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်ပါသည်ထို့ကြောင့်ရင်းတို့တွင်မျက်နှာပြင်အနုအကျန်းမရှိပေအဘဲကြောင့်ဆိုသောအိမ်မွေးငှက်တိုက်များသည်အဆိုတတ်နှင့်လေကအကျိုးတရားမှုမရှိစေဘဲ၆တည်သောအဆင့်တရထိန်းသိမ်းထားသောကြောင့်ဖြစ်ပေသည်၎င်းတို့သည်လှန်ကုန်ငှက်တိုက်များတဲ့နုနယ်ကကျိုးရွယ်ဆက်ရွယ်ထိရွယ်ခိုက်ရွယ်ဖြစ်ပါသည်အချက်ပြုတ်ခံနိုင်ခြင်းသည်ငှက်တိုက်ရဲ့ရည်သွေးကိုအကက်ဖြတ်နီးလမ်းမဟုတ်ပါတဘာဝအတိုင်းထုတ်လုပ်ပြီးချစ်ဆက်စွာမပါသည့်ငှက်တိုက်များသည်တူညီသောအသွင်ပြင်နှင့်မျက်နှာပြင်ချုံးဝင်မှုများရှိပါသည်အတိုက်မြင်များနှင့်အတိုက်တောင်းများသည်ချက်ပြုတ်ရန်ခက်ခဲသောအပိုင်းနှစ်ပိုင်းဖြစ်ပါသည်နံပါတ်6အဆိုဓာတ်ငှက်တိုက်တစ်ခု၏40%မှ60%သည်ရေဖြစ်ပါသည်တစ်သားသို့မဟုတ်လေတုံသောကွန်တိန်နာတွင်ဆွေးမြေ့သွားမည်ဖြစ်ပါသည်အကြည်သွေးမြင့်သောငှက်တိုက်များပင်လည်းပိုပေါပေါင်းမှုကိုကြုံတွေ့ရနိုင်ပါသည်ငှက်တိုက်ကျန်းတစ်ခုသည်ပြုပြင်ထုတ်လုပ်ပြီးမှသာအကြည်သွေးမြင့်ထုတ်ကုန်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်အမွေးတောင်များနှင့်ညဉ့်ညံသောအတူအစားလေးများကိုမွေးမြတ်ဇာကနာတစုံဖြင့်ဖယ်ရှားရန်ကျွမ်းကျင်သောတန်ရှင်းသမားကိုခံထားရပါမည်အတွေ့အကြုံမရှိသေးသူသည်တစ်နေ့တွင်အတိုက်တစ်ခုသာအများဆုံးတန်ရှင်းနိုင်ပြီးကျွမ်းကျင်သူသည်အတိုက်10ခုခန့်ကိုတန်ရှင်းလုံးနိုင်ပါသည်ယနေ့ထိဤရိုးရာလက်ဖြင့်တန်းသောနည်းကိုသာအသုံးပြုလျက်ရှိနေပါသေးသည်လက်ဖြင့်တန်းသောငှက်တိုက်များသည်ပုံမွားများဖြင့်ပေရင်ညစ်ပတ်နိုင်ပါသည်ရေရည်သွေးနှင့်မမှန်ကန်သောတူတော်မှုသည်လည်းငှက်တိုက်များ၏အရည်သွေးကိုထိခိုက်စေနိုင်ပါသည်အချို့သောစက်ရုံများသည်ခင်မီစက်ကြီးများဖြင့်ငှက်တိုက်များကိုစကန်ဖတ်ပြီးပိုးတက်ချလေသည်ယခုကျွန်တော်တို့တွင်အိုဇုံတက်ဖြင့်ပုံမွားများကိုတက်ရန် ultrasonic cleaners များရှိပါသည်တမိနစ်တွင်ငှက်တိုက်အတွင်းရှိပုံမွားများကိုသိစေနိုင်လေသည်နှုံးလောင်အပန်လှိုင်းသုံးငှက်တိုက်တန်းရှိ ultrasonic Bose Nex cleaner ကိရိယာသည် 2.4 MHz ချိန်နှုန်းဖြင့်ပဲ့တင်ရိုက်ကပ်မှုရှိကာ electronic ကိရိယာတစ်ခုဖြစ်ပါသည်၎င်းသည်အခွင့်အကွဲများမှုများတတ်ထုငှက်ချေအင်းဆက်ပူမများနှင့်ဘက်တီးရီးယားများကိုဖယ်ရှားရှင်းလင်းရန်ရေတွင်မတည်မြဲဖြစ်နေသောအိုဇုံတက်ဖြင့်ပြင်းထန်သောအောက်ဆီဂျင်ဓာတ်ကိုထုတ်ပေးပါသည်နှုံးလောင်အပန်လှိုင်းသုံးငှက်တိုက်တန်းရှိ ultrasonic Bose Nex cleaner ကိရိယာသည်တစ်စက္ကန့်လျှင် 3.01 မှ 3.96 ppm အိုဇုံထွက်ရှိမှုကိုအသုံးပြုကာအတိုင်းများကိုပိုးတက်၍တန်တန်ရှင်းရှင်းထားပေးပါသည်ဥများ၏ပရိုတင်းသို့မဟုတ်အတိုင်းများ၏အရည်သွေးကိုမထိခိုက်ပါအမွေးများ၏တွန်းအား3.05 မီလီမီတာတွင်တင်းသိမ်းထားပြီးအောက်ပိုင်းနှင့်အခြားပစ္စည်းမှုများကိုတားမြစ်ပေးပါသည်လုံဆောင်ချက်များနံပါတ်1လုံခြုံစိတ်ချရသည့်30မိနစ်နိုင်ဝက်တခါပုံသေးအပွင့်ပေခလုတ်ပါရှိခြင်းနံပါတ်2လေနှင့်ပူပေါင်းများ၏ပမာဏကိုထိန်းချုပ်ရန်အပိုင်းတစ်ခုစီအတွက်အမြန်ဆုံးပြောင်းလဲခြင်းခလုတ်ပါရှိခြင်းနံပါတ်3သိသိရလွယ်ကူပြီးနေရာချွေတာရန်အတွက်ဝါယာကျုပ်ကိုအလိုလျောက်ပြန်ရုပ်သိမ်းသည့်လုံဆောင်ချက်ပါရှိခြင်းနံပါတ်4လေပြင်းလေအိုဇုံတုတဲ့ကိုပုံမူပေါ့ပါအသုံးပြုလေဖြစ်ခြင်းဒါကတော့ငှက်တိုက်တန်းရှင်းလုပ်တဲ့နှုံးလောင်အပန်လှိုင်းသုံးငှက်တိုက်တန်းရှင်းကိရိယာတစ်ခုဖြစ်ပါတယ်သတိပြုရန်ချက်များအသုံးပြုနည်းအနေနဲ့နံပါတ်1 main ကိရိယာကိုတန်းရှင်းပြီး6တွေ့သောဖလက်ပြားပေါ်တွင်ထားပါလေဝင်လေထွက်ပေါက်ကိုပိတ်ဆို့ခြင်းမှရှောင်ခြင်းပါနံပါတ်2တင်းလျော်သောရေပမာဏကိုကွန်တိန်နာထဲသို့လောင်းချပြီးမှသာရေပိုက်ကိုထည့်သွင်းပါနံပါတ်3ရေစုကန်ဖုံးကာဗာဖြင့်ပင်မကိရိယာ main ကိုတက်ဆင်ပါရေကို၎င်းတို့ပေါ်သို့တိုက်ရိုက်မပက်ဖြန်းပါနဲ့နံပါတ်4အလုတ်မသိသိမီပါဝါဖြတ်ပါဒါကတော့ငှက်သက်တန်းရှင်းရေးကိရိယာကိုအသုံးပြုတဲ့အခါသတိပြုရမယ့်အချက်တွေလည်းဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်ဇီဝဆုံးကမွေးမြူရေးသည်ဤပညာအသုံးချမှုနဲ့ခင်မီစီမံခန့်ခွဲမှုလိုအပ်သောပေါ်ထွန်းလာသည့်လုပ်ငန်းတစ်ခုဖြစ်ပါလေမျိုးဗလာရိုးရာအလေးထားများနဲ့ရုံနှန်းစကားများရိုးရာပုံမြင်များအတွက်နေရာမရှိတော့ပေခင့်နဲ့မေရင်မောင်တန်းမှာကိုသည်ကျွန်ုပ်၏နောက်ဆုံးကြံပြုချက်ဖြစ်ပါသည်ဇီဝဆုံးကမွေးမြူရေးအတွက်မွေးမြူထုတ်လုပ်မှုပုံစံသည်သိပ္ပံနည်းကျမဟုတ်သောနည်းလမ်းများနဲ့ဒဏ္ဍာရီများကိုအခြေခံ၍မျိုးဗလာလေးထားမှုပဲဤစာအုပ်တွင်ဖော်ပြထားသည့်အတိုင်းဇီဝဗေဒဆိုင်ရာလုပ်ငန်းတစ်ခုအနေနဲ့ဖြစ်တင်သည်ကိုမှတ်သားထားပါလေဇီဝဆုံးကမွေးမြူရေးလုပ်ငန်းအတွက်ခင်မီနည်းပညာများကိုအသုံးချခြင်းသည်လူအဖွဲ့အစည်းအစိုးရမူဝါဒများစီးပွားရေးဆိုင်ရာပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုသားစကားဖြစ်မှုတို့မှပံ့ပိုးမှုများလိုအပ်လေသည့်ဤပေါ်ပေါက်လာသောလုပ်ငန်း၏အခြေခံအုတ်မြစ်ဖြစ်ပါသည်ဇီဝဆုံးကမွေးမြူရေးသည်လူအဖွဲ့အစည်းနဲ့စီးပွားရေးဆက်ဆက်နေသည့်ထူးခြားသောယင်းနှိမ့်ညွှန်မှုတစ်ခုဖြစ်ပါလေ၎င်းသည်ငှက်များနဲ့လူသားများကြားပူးပေါင်းဆောင်ရွက်မှုကိုအခြေခံသည့်စနစ်တစ်ခုဖြစ်ပါလေ၎င်းတွင်ဘိတုကပညာဇီဝဗေဒဆိုင်ရာအပူသဘောတရား
ဘိတုကာဆိုင်ရာအတန်ပိုင်းသဘောတရားနဲ့ဇီဝဗေဒသဘောတရားတို့ပါဝင်ပါသည်၎င်းတို့သည်ဟန်ချက်ညီညွတ်အပြန်အလှန်ဆက်ဆံတဲ့သည်သို့မဟုတ်ပါကနောက်ဆုံးတွင်ရလက်များဆုံးရှုံးသွားပါလိမ့်မည်ကျွန်တော်တို့သည်ဇီဝသုံးငယ်မွေးရေးကိုအပြည့်အဝအသုံးချနိုင်သည့်အလွန်ကောင်းမွန်သောအနေအထားတွင်တည်ရှိနေပါသည်ကောင်းမွန်စွာကြိုးစားဆောင်ရွက်မှုနှင့်ကောင်းမွန်သောတွေးခေါ်မျှော်မြင်မှုတို့ဖြင့်အောင်မြင်မှုကိုစုကူးနိုင်ပါမည်ကျွန်တော်တို့သည်ငှက်များတိဆောက်သောအတန်များကိုခုဆွသူများဖြစ်ပေသည်၎င်းတို့သည်အခန့်ကျင်းဝင်မယူဘဲပေးကမ်းသူများဖြစ်ပြီးကျွန်တော်တို့ကရယူသူများဖြစ်ပါသည်၎င်းတို့ကကြိုးစားတိဆောက်သော၎င်းတို့အဖို့တန်အတိုက်တွေကိုအလကားယူသွမ်းကြလေသည်မင်းကိုချစ်ပါအိမ်ကောင်မှုပေါ်ကကြည်ကန်းကိုလည်းချစ်ပါဆိုသည့်တရုတ်စကားတစ်ခွန်းရှိပါသည်ဇီဝစုံငှက်မွေးမြွေးသည်လည်းတင်းချစ်ချစ်မြတ်တာလွယ်ပါသည်တင်းငှက်တွေကိုချစ်ပြီး၎င်းတို့အတွက်အကောင်းဆုံးအိမ်ဆောက်ပေးဖို့ကြိုးစားပါလေကောင်းပါပြီအခု audio တန်ဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်